ရွှေတတိတို့အလူတော်ပွဲချိန်ချိန်သေးသေးဝေတတိကြီးတို့အလူတော်ပွဲချိန်ချိန်သေးသေးကြက်ပြမကစီကားလာသလုံးပေးကန်းစွန့်ကျင်းလူပြောင်းကြမကောက်ပြောင်းမရှာနောက်တစ်ခါထပ်လူပြောင်းကြက်သားဝတ်သားစီပြန်ချက်နေအီလန်ထွက်အောင်ကြွေးတဲ့လူတော်တယောက်တစ်မျိုးတကယ်ပဲမလက်စရာငါချောက်ထိုးကလေးပဲနဲ့ပါကျွေးလို့နော်ပိုင်ချထားတဲ့စပူပေါ်ပြိုင်ဆန်းရှာရဲ့လူတော်အပြေမှန်ရှာဝေတန်ရရှောင်းလောက်တဲ့အတိတ်ထဲဒီစကန်နေပဲရင်မလူတန်းလို့သာပြောင်းရွှေတတိတို့အလူတော်ပွဲချိန်ချိန်သေးသေးဝေတတိကြီးတို့အလူတော်ပွဲချိန်ချိန်သေးသေးကြက်ပြမကစီကားလာသလုံးပေးကန်းစွန့်ကျင်းလူပြောင်းကြမကောက်ပြောင်းမရှာနောက်တစ်ခါထပ်လူပြောင်းကြက်သားဝတ်သားစီပြန်ချက်နေအီလန်ထွက်အောင်ကြွေးတဲ့လူတော်တယောက်တစ်မျိုးတကယ်ပဲမလက်စရာငါချောက်ထိုးကလေးပဲနဲ့ပါကျွေးလို့နော်အပိုင်ချထားတဲ့စပူပေါ်ပြိုင်ဆန်းရှာတဲ့လူတော်အပြေမှန်ရှာဝေတန်ရရှောင်းလောက်တဲ့ဒိတ်ထဲဒီစကန်နေပဲရင်မလူတန်းလို့သာပြောင်းအမြန်မကြမချွေးမှုပါတန်ရလွတ်ကင်းမှုရရီမန်းလို့နော်ရီမန်းလို့ပြောဒီသဘောမှန်အကြံမလွဲစီပြောတဲ့ညံမစေဒုက္ခဝစီမမုတ်ချလွတ်ကင်းမှုရစာသမသွေအမှန်ဒါနချေရမဖို့ဒိဋ္ဌံရီစိတ်တန်လို့နော်ဒီနိဗ္ဗာန်တို့မြောင်းတောင်းခီးကမိတ်တင်ကဟာကူနော်မောင်တီလို့ဖိတ်စာပါကကျွေးမွေးအခန့်လို့နော်ရွှေဘက်မရေစက်ချကအမြအတန်းဝေလို့ခီမတောင်းတစ်ဖက်ကတက်လှမ်းလို့ဒါနာပန်းတွေပွင့်လန်းတဲ့အလူတော်ရွှေတတိတို့လူတော်ပွဲချိန်ချိန်သေးသေးဝေတတိကြီးတို့လူတော်ပွဲချိန်ချိန်သေးသေးကြက်ပြမကစီကားလာသလုံးပေးကန်းစွန့်ကျင်းလူပြောင်းကြမကောက်ပြောင်းမရှာနောက်တစ်ခါထပ်လူပြောင်းကြက်သားဝတ်သားစီပြန်ချက်နေအီလန်ထွက်အောင်ကြွေးတဲ့အလူတော်တယောက်တစ်မျိုးတကယ်ပဲမလက်စရာငါချောက်ထိုးကလေးပဲနဲ့ပါကျွေးလို့နော်အပိုင်ချထားတဲ့စပူပေါ်ပြိုင်ဆန်းရှာရဲ့လူတော်အပြေမှန်ရှာဝေတန်ရရှောင်းလောက်တဲ့ဒိတ်ထဲဒီစကန်နေပဲရင်မလူတန်းလို့သာပြောင်းအမြန်မကြမချွေးမှုပါတန်ရလွတ်ကင်းမှုရရီမန်းလို့နော်ရီမန်းလို့ပြောဒီသဘောမှန်အကြံမလွဲစီပြောတဲ့ညံမစေဒုက္ခဝစီမမုတ်ချလွတ်ကင်းမှုရစာသမသွေအမှန်ဒါနအခြေခံမဖို့ဒိဋ္ဌံရီစိတ်တန်လို့နော်ဒီနိဗ္ဗာန်တို့မြောင်းတောင်းခီးကမိတ်တင်ကဟာကူနော်မောင်တီလို့ဖိတ်စာပါကကျွေးမွေးအခန့်လို့နော်ရွှေဘက်မရေစက်ချကအမြအတန်းဝေ